နေတတ်တယ်လို့နေပြီးလှုပ်ရှားရှိတာဆက်လုပ်ပါနေတတ်တယ်လို့နေပြီးလှုပ်ရှားရှိတာဆက်လုပ်လူတချို့ကမင်းကတော်လာရင်ချီးကျူးမယ်မင်းညံ့ပြင်းနေရင်ကဲရမယ်ဒါလည်းတဘာဝပါနေတတ်တယ်လို့နေပြီးလှုပ်ရှားရှိတာဆက်လုပ်ပါလူတချို့ကမင်းစင်းရဲနေတာကိုသဘောကျမယ်ငိုနေရင်တနာတယ်လို့ဟန်ဆောင်ပြီးမင်းချမ်းသာကြွယ်ဝလာရင်မကြိုက်ကြဘူးဒါကလည်းမထူးဆန်းတော့ပါဘူးလှုပ်ရှားရှိတာသာဆက်လုပ်ပါလူတချို့ကမင်းပျော်ရွှင်ရေမောနေရင်စိတ်ဒေါသဖြစ်နေမယ်ဒါကလည်းမနာလိုသူတွေရဲ့လုပ်ရက်ပါနေတတ်တယ်လို့နေလိုက်ပါပါဝင်ခြင်းဆိုတာမျိုးကမရှိမကောင်းရှိမကောင်းပါကင်းကွာလို့မရရင်တော့သူတို့ရဲ့အားနဲ့ကိုဘဝကိုအမြဲဆုံးရအောင်စူးစမ်းရမှာခါကိုယ့်ရဲ့အရေးချင်းပါခွေးဟောင်တိုင်းထားကြည့်ပြီးဟောင်နေတဲ့ခွေးကိုခဲနဲ့ပြစ်လိုက်ရင်နေတော့မင်းအတွက်တန်ဖိုးရှိနေတဲ့အခြေတွေကိုဖြုံးတီးမိတယ်လို့ဖြစ်နေပါလိမ့်မယ်လူတချို့ကမျက်နှာကြည့်ရာဟိကပ်ပါပြီမြေနေရာလှန်ဆိုင်ကြရင်ဒါကလည်းဖြစ်လေဖြစ်တာရှိတဲ့တဘာဝပါဒီနေ့ကလှန်ဆိုင်တာမခံခြင်းရင်တောင်ကြီးတထောင်ဖြစ်အောင်စူးစမ်းရမှာမင်းတာဝန်ပါလှုပ်ရှားရှိတာဆက်လုပ်ပါလူတချို့ကမင်းထိုင်နေထားနေအစိုးမြင်တဲ့သူကအစိုးပဲမြင်နေအောင်ပါဘလို့နေအပြောခံရတာချင်းအတူတူကိုလှုပ်ရှားရှိရာဆက်လုပ်ပါဘာကြောင့်လဲဆိုတော့လူတချို့ရဲ့အတွေးတွေကလောင်ချိုက်သေးကငှက်လိုပဲဖားချေရကွက်သေးလာတာနေတခြားတချို့ကတော့အထင်နဲ့အမြင်ကြားမှာကိုလိုရာဆွဲတွေးပြီးစိတ်ခံစားမှုနဲ့အတွေးအခေါ်ရောထွေးနေတဲ့ကြတော့ချစ်တဲ့အခါအပြစ်စင်ပြီးပါဝင်ခြင်းရဲ့ဖိအားတွေမခံနိုင်ပဲအတုံးမချနိုင်တရွေ့တော့သူတို့ပြောသလိုမင်းရဲ့တမိုင်းကအမဲရောင်ကအဖြူရောင်ဖြစ်လာမှာမဟုတ်ပါဘူးနွားတို့ကရေရောလို့ရပေမဲ့ထောပတ်ကိုရေရောလို့ရမှာမဟုတ်ပါဘူးထောပတ်ဘဝကိုမရောက်ခင်နွားတို့ဘဝမှာခရဲကရေဘလောက်ရောနွားတို့နေတတ်အောင်နေပြီးမချစ်တဲ့အခါအပြစ်တင်လိုက်တဲ့ခြားအယောင်မပြောင်းအောင်နေတတ်ဖို့ကကိုယ့်လက်ထဲမှာရှိတာပါလှုပ်ရှားရှိတာဆက်လို့ရင်မင်းကိုပါဇက်တနတ်နဲ့ပြစ်နေတဲ့လူတွေကိုယ်တိုင်မင်းရှိဒူးထောက်လာရမှာသိကြပါပဲဒါကြောင့်တိုက်ခတ်ပြစ်တင်မှုများကိုမကြားသလိုလုံနေကအတွေးခေါ်တိမ်နဲ့တည်ငြိမ်စွာဖြင့်လှုပ်ရှားရှိတာကိုဆက်လုပ်ပါမင်းဘဝကိုရုံးထွက်လိုက်ပါလောင်ကြိုက်သေးကနေအခုဒီဗီဒီယိုကို share သွားလို့ရပါတယ်